Hello အားလုံးပဲမင်္ဂလာပါခုမင်းထိုးနေတဲ့စတာအင်ဂျင်နီယာတော့ဒီ customer လေးတူမှထားတယ်ဒီအမီအယုတ်ဒီစတာအင်ဂျင်နီယာနော်ဒီရဲ့စတာအင်ဂျင်နီယာအရင်လောက်နေတယ်နော်အခုကဒီနေရာဒီအပီတက်နေတာပေါ့နော်အပီတက်နေတဲ့ဒီဗီဒီယိုအစပိုင်းရိုက်ထားမျိုးအဲ့ရိုက်ဖို့မြတ်အောင်နော်ဒီနောက်အပီတက်နေတဲ့အချိန်မှာဒီကလို့အကောက်ရိုက်ရတဲ့ဥစ္စာပေါ့နော်ဆိုတော့မြင်အခုကအပီတက်နေပြီပြီးတော့ထွက်လာတဲ့ပုံစံကိုစစ်ချစ်ပါနော်ဆိုတော့ဒီထွက်လာတဲ့မြေချလေးအဲ့ဒီလေးနဲ့အမျိုးဒီချလေးချုပ်ပြီးတော့ပြန်ပြပြီးတော့နော်ဆိုတော့ဒီလိုပုံစံလေးထွက်နေအောင်နော်ဒီလိုပုံစံလေးထွက်လာတယ်ဆိုတော့ပြန်လာတယ်ဒီ customer ကတက်တဲ့တေးလေးဆိုတော့အင်ဂျီယာနဲ့အရင်ပွားလေးပွားနေပုံစံလေးပေါ့နော်ဆိုတော့ small size တော့ပြထားပြီးတယ်ပေါ့နော်ဆိုတော့အရင်ကပါတယ်